ဘဝမှာကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာစိတ်ညစ်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ပန်းနိုင်တွေကိုကိုယ်တိုင်ရချိုးပစ်လိုက်တာနဲ့အတူတူပါပဲဒီလိုပြောလိုက်ရင်ဟာလူပဲကွာကြာရှုံးမှတော့စိတ်ညစ်မှာပေါ့ဘက်စိတ်ညစ်နေလို့ရောရှုံးနေမှုတွေကသူ့လိုအောင်မြင်လာမှာမို့လားနိုးပါအဲ့လိုဘလို့မှဖြစ်လာမှာမဟုတ်ဘူးဘလို့အောင်မြင်မှုမျိုးမဆိုအထိုက်လျောက်အခက်အခဲတွေရှိနေမှာပဲဗျအခက်အခဲတွေကြာရှုံးမှုတွေဒါမရှိဘူးဆိုလို့ရှိရင်အောင်မြင်မှုဆိုတဲ့စကားလုံးကထွက်ပေါ်လာတဲ့အကြောင်းကိုမရှိပါဘူးနယ်ပယ်အသီးသီးကအမြင်မှုတိုင်းရဲ့နောက်ွယ်မှာအကြိမ်ကြိမ်ကြာရှုံးမှုတွေအကြိမ်ကြိမ်ပြန်လည်ကြိုးစားမှုတွေရှိနေကြပါတယ်။အခုကျွန်တော်ပြောပြမယ့်လူ၄ယောက်ကတော့အောင်မြင်မှုနယ်ပယ်ချင်းကမတူညီကြပါဘူး။ဒါပေမဲ့သူတို့မှာတူညီတဲ့အချက်တချို့ရှိပါတယ်။ဒါကဘာလဲဆိုလို့ရှိရင်ကြာရှုံးမှုတွေအကြိမ်ကြိမ်ကြုံတွေ့နေခဲ့ရတာတောင်မှလက်မလျှော့ပဲနဲ့အောင်မြင်မှုကိုရယူမယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုပါ။ကြာရှုံးမှုတွေကိုဖျက်ကျော်ပြီးတော့အောင်မြင်မှုရရှိလာတဲ့သူတွေအကြောင်းကိုပြောမှာဆိုတော့မဲ့အဲ့ဒီစင်ကတော့မပါမဖြစ်ပါဗျာ။အလုံးတည်ထားပြီးဖြစ်တဲ့ကျွန်တော်တို့လျှက်စစ်မီဒီကိုစတင်တည်တင်ခဲ့တဲ့မဲ့အဲ့ဒီစင်ဟာဆိုလို့ရှိရင်အချိန်ပေါင်း1000ကျော်ကြာရှုံးပြီးမှသူကမီဒီကိုအောင်မြင်တည်ရှင်နိုင်ခဲ့တာပါ။တချို့ကသူ့ကိုမေးခဲ့တယ်မင်းအချိန်ပေါင်း1000ကျော်ကြာရှုံးခဲ့တာမင်းစိတ်မပင်ပန်းဘူးလားအဲ့ဒီစင်ပြန်ဖြေခဲ့တာကတော့ဒီလိုပါငါမကြာရှုံးခဲ့ဘူးငါကမီဒီမဖြစ်နိုင်တဲ့နီလန်ပေါင်း1000ကျော်ကိုရှာတွေ့ခဲ့ရုံပဲရှိတာပါဆိုပြီးတော့ဖြေခဲ့ပါတယ်အဲ့ဒီစင်သားသူ့ရဲ့ဒီမီဒီတည်ရှင်တဲ့နေရာမှာကြာရှုံးတစ်ချိန်ကြာရှုံးယူနေတာသူကစိတ်ပြက်ပြီးတော့လက်လျှော့ခဲ့မယ်ဆိုလို့ရှိရင်ဒီနေ့ချိန်ဒီကျွန်တော်တို့မီဒီတွေကိုအသုံးပြုနိုင်ပါမလားဆိုတာမသိကြပါဘူးနောက်တစ်ယောက်ကတော့ကမ္ဘာကျော်ဘတ်စကတ်ဘောကစားသမားမိုက်ကယ်ဂျော်ဒန်ပဲဖြစ်ပါတယ်သူကဆိုလို့ရှိရင်အထက်တန်းကျောင်းသားဘဝမှာဘတ်စကတ်ဘောအသင်းကနေပြီးတော့ချိန်ထုတ်ပယ်ခြင်းခံရတယ်ဒါပေမဲ့သူကဘယ်တော့မှစိတ်မပြတ်ခဲ့ဘူးငါဘတ်စကတ်ဘောကစားတဲ့နေရာမှာညံ့နေဆိုပြီးသူကဘယ်တော့မှမတွေးခဲ့ဘူးငါပို့ပြီးကြိုးစားဖို့လိုအပ်နေတာပဲဆိုပြီးတော့အဲ့လိုမျိုးစိတ်အားထက်သန်တာနဲ့သူကကြိုးစားနဲ့တာမန်တွေထက်ပို့ပြီးတော့လေ့ကျင့်မှုတွေလုပ်ခဲ့တယ်အဲကြောင့်သူကဒီနေ့ခေတ်မှာအောင်မြင်တဲ့ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်လာခဲ့နောက်တစ်ယောက်ကတော့ J.K. Rowling ဆိုတဲ့စာရေးဆရာမတစ်ယောက်ပါသူကဆိုလို့ရှိရင်ကျွန်တော် Harry Potter စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။ရေးသားခဲ့တဲ့ Harry Potter စာအုပ်ကိုစာတိုင်း12ခုကလုံးဝကိုပယ်ချခဲ့ပါတယ်။ဒါပေမဲ့သူမဟာလက်မလျှော့ခဲ့ပါဘူး။သူမရဲ့လုံးဝလက်မလျှော့တဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်မလို့ဒီနေ့ခေတ်ရဲ့ရောင်းအားအကောင်းဆုံး Harry Potter စာအုပ်လေးတွေဖြစ်ပေါ်လာတာပါ။နောက်ဆုံးပြောပြမယ့်သူကတော့ကျွန်တော်အရန်ကိုအားကြတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ Jack Ma ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Jack Ma ဆိုလို့ရှိရင်ကျွန်တော်တို့လိုမျိုးအကြောင်းကစာမရတဲ့သူတွေစာမလို့တဲ့သူတွေအတူယူတင်တဲ့ပုံကိုတူပဲ။ Jack Ma ဟာဆိုလို့ရှိရင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာအချိန်ကြာရှုံးခဲ့တယ်။ Harvard တက္ကသိုလ်ဝင်ခွင့်လျှောက်တယ်10ကြိမ်မအောင်မြင်ဘူး။သုံးသူက KFC မှာအလုပ်လျှောက်တယ်အလုပ်လျှောက်တော့လူစုစုပေါင်း24ယောက်အလုပ်လျှောက်တာအဲ့မှာ Jack Ma တယောက်တည်းပဲပယ်ချခံရတယ်ကျန်တဲ့23ယောက်လုံးကအလုပ်ရသွားခဲ့တယ်အဲ့ဒီလိုမျိုးအပယ်ချခံရတဲ့သူတယောက်ကအလီဘာဘာကိုတီထောင်ပြီးတော့ခုလက်ရှိတရုတ်နိုင်ငံမှာကြီးကြီးချမ်းသာနေတဲ့တထေးကြီးတယောက်ဖြစ်လာပါတယ် Jack Ma ပြောနေကြစကားလေးတစ်ခုရှိတယ်ဗျ Never give up today is hard tomorrow will be worse but the day after tomorrow will be sunshine ဘောမှာအမြဲတမ်းကျွန်တော်တို့စိုးတာလေးကြီးပဲကြုံမနေပါဘူးလက်ကောင်းတဲ့ຢာလေးဖြစ်လာမှာအဲ့လိုပြောလို့ကျွန်တော်တို့ကကံကောင်းတဲ့ချိန်ကိုပဲထိုင်ဆောင်နေရမှာလားကံကိုယုံပြီးတော့ပဲစုဖို့နေရမှာလားအဲ့လိုမျိုးတွေးခိုင်းတာမဟုတ်ပါဘူး Don't wait for luck ဘယ်တော့မှကံကောင်းတဲ့ချိန်ကိုစောင့်မနေပါနဲ့Jack Ma ရဲ့တမိုင်းကိုကြည်ခြင်းအဖြစ်လူတိုင်းကိုလက်ခံနိုင်တဲ့နေရာမှာမင်းတယောက်တည်းပယ်ချခံရနိုင်တယ်အဲ့ဒီပယ်ချခံရမှုကမင်းကလုံးဝကြာရှုံးသွားပြီဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တို့ကကြိုးစားနေသေးအောင်မြင်မှုကိုမျှော်လင့်နေလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအနည်းချောရမယ်ဆိုလို့ရှိရင်ဘဝမှာကြာရှုံးမှုတွေနဲ့ကြုံတွေ့တဲ့ခါတိုင်းမှာဘယ်တော့မှစိတ်ထဲမကြပါနဲ့ကိုကြာရှုံးတာငါရှုံးသွားပြီကွာရှုံးနေသွားပြီဆိုပြီးတော့လည်းမရှက်ပါနဲ့ကြာရှုံးမှုတိုင်းကိုလက်မလျှော့ပဲနဲ့ကြိုးစားထုတ်တဲ့သူတိုင်းဟာနောက်ဆုံးမှာအောင်မြင်မှုရဲ့ရတာကိုခံစားရပါလိမ့်မယ်ညမှာကြောတခုသတိပေးချင်တာရှိရပေါ့ဒီလိုကိုကအခြေအေးမှာကြာရှုံးနေရဆိုလို့ရှိရင်တော့လုံးဝလက်လျှော့လိုက်ပါဘာလို့လက်မလျှော့ပဲနဲ့ဆက်ပြီးကြိုးစားနေလဲရမှာမဟုတ်ဗျာကိုပဲပို့ပြီးတော့နာကျင်ရမှာဗျာအားကြောင့်မလို့လုံးဝလက်လျှော့လိုက်ပါအခြေအေးနဲ့ပတ်သက်ရင်ဘယ်တော့မှဇွဲမကောင်းပါနဲ့